ကျေးဇူးတော်ရှင်အောင်စပူဆရာတော်ဖျားကြီးကိုဥထီထားပြီးတော့ကထိန်အလူတကအလူမမိသားစုတွေဖြစ်ကြတဲ့အလူတိုင်းကကိုနိုင်ဖြူချုံအလူတိုင်းကမှရုပ်ရှင်တရုပ်ဆောင်ထပ်ဆင့်အကယ်ဒမီဝတ်ပုံရွှေကြီးမိသားစုတို့ရဲ့ထူကဲမွန်မြတ်ကောင်းမွန်လှတဲ့ကထိန်အလူတော်မင်္ဂလာပွဲကြီးဖြစ်ပါတယ်ဒီလာရှင်အပါတစ်ထောင်ကိုဒါဆွမ်းတန်သိန်းလောက်နဲ့နဝကမလူရဲ့အချိုးရဲ့အေးတွေလူတိုင်းလို့ရခဲ့တယ်ဒါဖုံးစီစဉ်လို့လူခွင့်ရတာပေါ့နော်အာဒာမီနောဇာယနောဗျမနတာဒီနေ့မနက်ဆိုရင်တန်ကတော့108ပါမနက်အာယုံကျွန်းကတ်တယ်ပျော်တယ်ပီတိဖြစ်တယ်အများနဲ့လည်းဒီလိုမျိုးလှူခွင့်ရခြင်းတယ်ပေါ့နော်ပွဲလုပ်တဲ့ချိန်မှာလည်းဖုံနေဟိုအပားနေရကိုသင်္ကန်းတွေဝတ္ထုတွေလူတန်းခဲ့တယ်ကျောင်းသားကျောင်းသူတွေအတွက်ဆိုရင်လည်းကျောင်းစိမ်းတွေဟိုပေါ့အသုံးဆောင်ခဲတံတို့ဘောပန်တို့မုံနေအထိုရည်တွေပြီးတာဝေပြီးတော့တိုက်တယ်ပေါ့နော်လူခွင့်ရနေရအောင်လဲဘုံကျေးဇူးတင်ရမယ်မော်လမြိုင်မှာအလူလုံးတစ်နေ့ရက်လုံးကတကယ်ကိုဖုံစီစဉ်တာအရန်စနစ်ကြပြီးတော့ထိထိရောက်ရောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကစ်တို့လည်းအရန်ပျော်တယ်ဝမ်းသာတယ်ပေါ့နော်